Am Story မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးရဲ့နာမည်ကတော့ညာတိုင်းမီးမလင်းတဲ့အိမ်ဒီဇာတ်လမ်းကိုကျွန်တော်ကိုယ်တိုင်မတွေ့ခဲ့ဘူးဒါပေမဲ့ကျွန်တော်အဖေကိုယ်တိုင်ကြုံခဲ့တဲ့ဖြစ်ပျက်လေးဖြစ်ပါတယ်ရွာမြီကိုတော့မပြောတော့ဘူးဒါပေမဲ့အဲ့ဒီရွာမှာလူတိုင်းတည်တဲ့အိမ်တစ်လုံးရှိတယ်ညရောက်ရင်မီးမလင်းတဲ့အိမ်အဲ့ဒီအိမ်ဟာရွာဆုံးနားမှာတစ်ပင်ကြီးတွေနဲ့ဝိုင်းနေတာပေါ့ညရောက်ရင်အဲ့နားမှာလမ်းမီးလည်းမရှိဘူးပေါ့နေ့ဘက်မှာတော့အိမ်ပုံမှန်ပါပဲဒါပေမဲ့ည9 နာရီကျော်သွားရင်ဘယ်သူမှရွာထဲကလည်းမီးမဖွင့်ကြဘူးလေဘာကြောင့်လဲဆိုတော့မီးဖွင့်လိုက်ရင်သူပြန်တက်လာတယ်လို့ပြောကြတယ်အဲ့ဒီကကျွန်တော်အဖေကအုတ်တွေလောက်တယ်တညအိမ်ရှင်တယောက်ကအရေးပေါ်ခေါ်လာတယ်ဒီညအိမ်မှာတယောက်နေရမယ်မီးဖွင့်မရဘူးအတန်ကြားရင်လည်းမထွက်နဲ့ကျွန်တော်ရဲ့ဖေကရေလိုက်တာပေါ့ပေးဆိုတော့မရှိပါဘူးဗျာပထမည10 နာရီမီးရတယ်မရှိဘူးပေါ့လေလည်းမတိုက်ဘူးတိတ်ဆိတ်လွန်းလို့နားထဲမှာကိုယ်တန်ကိုယ်တောင်ပြန်ကြားနေရတယ်ည7 နာရီလောက်တကားခောက်တယ်အိမ်နောက်ဘက်ကပေါ့တကားထခောက်လာတယ်တဖြည်းဖြည်းအိမ်ရှိတကားဘက်တို့ရောက်လာတယ်ည7 နာရီတိတိအမျိုးသမီးတန်ခက်နေမဲ့တန်ကတော့အဖေတကားပေါ်မှာကျွန်တော်ရဲ့ဖေတန်ဖေဟာခဏကိုယ်တော်တုံတော့တာပေါ့ဘာလို့လဲဆိုတော့ဒီတန်ကဖေရဲ့တမိတန်နဲ့တူလွန်းလို့အဲ့ဒီချိန်ကျွန်တော်မမွေးသေးဘူးပေါ့အိမ်ရှင်ပြောခဲ့တာအဖေကောင်းထဲမှာအိမ်ရှင်ပြောခဲ့တာပြန်ထင်လာတယ်အတန်ကြားရင်မဖွင့်နဲ့မတုတ်ပြန်နဲ့နာမီခေါ်ရတော့မဖြေနဲ့ပေါ့တကားအောက်ကအရေးတကားအောက်မှာအရေးတခုလူရိပ်မဟုတ်ဘူးလက်သေးတွေကတော့ရှည်လွန်းနေလေပင်ကတော့မထင်ရှားဘူးပေါ့အရေးကအဖေဘက်တို့လှမ်းလာတယ်အဲ့ချိန်ကျွန်တော်ဖေလဲကြောင်တော်နဲ့မလုံနိုင်တော့ဘူးပေါ့ကျွန်တော်ဖေလဲမလုံနိုင်တော့ဘူးပေါ့နားမှာပေါ့အသက်ရှူတယ်ဖေရဲ့နောက်ကျောပြောကထိုင်လဲတယ်လို့ခံစားလိုက်ရတယ်မနဲ့မိုးလင်းတော့ကျွန်တော်ဖေထွက်ပြေးလာခဲ့တယ်ရွာသားတွေပြောပြတာအဲ့ဒီအိမ်ကလွန်ခဲ့တဲ့10 နှစ်ကကိုယ်ရှိတဲ့မျိုးသမီးတယောက်ညတညထဲမှာကိုယ့်ကိုတက်တည်ရတယ်မီးလင်းနေတော့လေပင်ဆွဲခဲ့လို့ဖေကအဲ့ဒီမှာဘယ်တော့မှမပြန်ဘူးဒါပေမဲ့ခုထိရွာထဲကလူတွေပြောကြတယ်ည7 နာရီဆိုမီးမင်းနဲ့အိမ်ရှိမှာကိုယ်တော်မျိုးသမီးတယောက်တကားခောက်နေတယ်ဇလန်းလေးကတော့ဒါပါပဲနောက်ထောင်ပြီးတဲ့တူရဲ့ချစ်စီတန်းကိုကျေးဇူးတင်ပါတယ်